အမေရိကန်ပြည်ထောင်စုကကုန်တင်စစ်ကမ်းတစ်ခုရဲ့မြင်ကွင်းပါဒီမှာဆိုရင်နေ့စဉ်နဲ့အမျှကဘာတိုးဝင်းကကုန်ပစ္စည်းပေါင်းတောင်းနဲ့ချီပြီးစီးဆင်းနေတာပါတတ်မှတ်ရကြော်လို့လာမရွေးတဲ့ပစ္စည်းတွေကိုတော့လေးလံပြစ်လိုက်ကြပါတယ်အထဲမှာတန်ဖိုးကြီးတာတွေပါနိုင်တယ်လို့ဘာမှအထုံးမကျတဲ့အမိုက်တွေလည်းဖြစ်နေတာပေါ့အခုမြင်နေရတာကတော့ကုန်တင်နာထဲကရတနာတွေကိုလိုက်ရှာဖွေနေကြတဲ့ professional အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်သူတို့ကတော့သူတို့ရဲ့အတွေ့အကြုံတွေကိုအသုံးချပြီးဘလောက်အထိဈေးပေးသင့်တယ်လဲဆိုတာကိုဆုံးဖြတ်ကြတာပါကံကောင်းမယ်ဆိုရင်တော့ဒေါ်လာသိန်းနဲ့ချီပြီးအလွဲတကူရှာဖွေနိုင်မှာဖြစ်ပါတယ်ဒီကွန်တိန်နာကတော့ပို့ဆောင်ကမပေးနိုင်လို့စိတ်ကံမှာအသိမ်းခံထားရတဲ့အလုံးလေးပါအခုတော့လေးလံပစ်နေပြီပေါ့တော့ကိုဖက်ပြီးတကားဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာပစ္စည်းတွေပြည့်နေနေတာကိုတွေ့လိုက်ရပါတယ်အစ္စရေးညီကိုတွေကတော့အနောက်ဘက်ကစင်ပေါ်မှာမာတီနီမီးပုံးလေးနဲ့ဘီလီယံရိုက်တန်တွေကိုလမ်းမြင်လိုက်ပြီးဒါတွေဟာဘာမှသုံးတဲ့ပရိဘော်ကားတွေပဲလို့တွက်ဆပြီးဈေးပြေဖို့ပြင်လိုက်ကြပါတယ် MO ကတော့အနောက်ဆုံးမှာတေချာထုတ်ပိုးထားတဲ့ပစ္စည်းကိုစိတ်ဝင်စားနေပြီးအရင်ကအတွေ့အကြုံတွေဟာအထဲမှာတန်ဖိုးရှိတာတစ်ခုခုပါမယ်လို့မျှော်လင့်နေတာပါလေးလံဈေးကိုဒေါ်လာ9000နဲ့စတင်လိုက်တဲ့အခါမတီးကဒေါ်လာ6000ပေးခဲ့ပေမဲ့အစ္စရေးညီကိုတွေကဒေါ်လာ1000တီချက်ချင်းမြင့်လိုက်ပါတယ်ဈေးနှုန်းကဂရိတ်တက်လာပြီးဒေါ်လာ1000ကျော်သွားတဲ့အခါအာဖရိကန်အမေရိကန်ညီကိုတွေကဒေါ်လာ18000နဲ့လေးလံအောင်သွားခဲ့ပါတယ်အခုတော့အမြတ်ရဖို့ကအထက်ကပစ္စည်းတွေပေါ်မှာပဲမူတည်နေပြီပေါ့သူတို့လည်းချက်ချင်းပဲရတနာရှာပုံတော်ဖွင့်ကြတာပေါ့ကလားထိုင်တွေနဲ့ဒေါ်လာ1000ကျော်တာနဲ့တရိษံရုပ်သွင်းအလားဆင်ပစ္စည်းတွေကိုတွေ့လိုက်ရပါတယ်ရှီဟောင်ကြီးပုံပိုက်ခေါင်းတွေပါတဲ့ဘားစားပွဲနဲ့ကလားထိုင်ကစုံကတော့ဒေါ်လာ9000လောက်ရနိုင်ပါတယ်နောက်ထပ်တစ်ပတ်ရစားပွဲနဲ့ကလားထိုင်တွေကိုဖွင့်ကြည့်တဲ့အခါမှာတော့တန်ဖိုးသိမ့်မရှိတာကိုတွေ့လိုက်ရပါတယ်သူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကတော့အကြီးဆုံးပစ္စည်းကြီးပုံပါပေါ့ဖုန်ကားအစုပ်ကိုမလိုက်တဲ့အခါမှာတော့တန်ဖိုးမရှိတဲ့တပတ်ရပစ္စည်းတွေပဲဖြစ်နေတာကိုတွေ့လိုက်ရပါတယ်MO တွေကအများမရတဲ့အပြင်ဒေါ်လာ8000တောင်ရှုံးသွားလို့တော်တော်လေးစိတ်ပြတ်သွားခဲ့ရပါတယ်နောက်ထပ်ပစ္စည်းကတော့ဒီနေ့ရဲ့အထူးခြားဆုံးဖြစ်တဲ့အသက်ဆက်ဆက်အသိခံထားရတဲ့ကုန်တင်နာတစ်လုံးပါပဲလေလံစောသွားသူရဲ့အပြော်ရတော့ဒါဟာတုံးတန်တောင်လေးတယ်လို့သိရပါနိတကားဖွင့်လိုက်တဲ့အခါမှာတော့စနစ်တကျစီထားတဲ့ကထုထေးတာတွေနဲ့ဘေးနာကရေခဲသေးတာတစ်လုံးကိုမြင်လိုက်ရလို့အားလုံးအံ့တော်သွားကြပါလိအာဖရိကန်အမေရိကန်ညီကိုတွေကတော့ဒေတာဘော်ကစားသားတွေကိုကြည့်ပြီးဒါတွေဟာဗီတာမင်တွေဒါမှမဟုတ်ဆေးဝါးတွေဖြစ်နိုင်တယ်လိုင်စင်မရှိဘဲရောင်းဖို့ခက်လိမ့်မယ်လို့တွက်ဆနေကြပါတယ်သူတို့တွေဝယ်ခွဲမရဖြစ်နေတော့မှအစ္စရေးညီကိုတွေကတော့ဒေတာတွေရဲ့အနောက်မှာနေရာလွတ်တွေအများကြီးရှိနေသေးတာကိုသတိထားမိပြီးနောက်ထပ်ထုံချတာတွေရှိဦးမယ်လို့ကြံစည်နေကြပါတယ်သူတို့ဒီလေးလံကိုအနိုင်ရမှာဖြစ်တော့မယ်လို့ဆုံးဖြတ်လိုက်ကြတာပေါ့လေးလံကိုဒေါ်လာ1000နဲ့စတင်ခဲ့ပါတယ်အထက်မှာပါလဲဆိုတာဘယ်သူမှသိချမသိကြတော့အပြန်အလှန်ဈေးပြင်းရင်ဒေါ်လာ8000ထိပဲရောက်သွားပါလိညီကိုနှစ်ယောက်ကဒေါ်လာ1000ထိနဲ့အပိုင်ပိတ်ဖို့စူးစမ်းခဲ့ပါတယ်နိ DY ကနောက်ထပ်ဒေါ်လာ1000ထပ်တိုးလိုက်ပေမဲ့ယုံကြည်ချက်အပြည့်ရှိနေတဲ့ညီကိုနှစ်ယောက်ကဒေါ်လာ900အသာနဲ့အနိုင်ယူသွားခဲ့ပါတယ်ပစ္စည်းတွေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ဒေါ်လာရာခိုင်နှုန်းလောက်ပဲတန်တဲ့ probiotic အချိုရည်တွေကိုပဲတွေ့ရပါတယ်ကျန်တဲ့ဒေတာတွေထဲမှာတော့အများဆုံးဒေါ်လာ1000ဖိုးလောက်ပဲပြန်ရနိုင်မယ် protein မုန်တွေပါဝင်နေပါတယ်တကယ်အန်တော်စရာကတော့ကားဆွကြီးအုပ်ထားတဲ့အနောက်ဘက်ကဒေတာကြီးကိုဆွဲထုတ်လိုက်တဲ့အခါမှာစတင်ခဲ့တာပါအစွတ်ကိုမလိုက်တဲ့အခါမှာတော့အနည်းဆုံးဒေါ်လာ6000လောက်တန်ကြီးရှိတဲ့အဆင့်မြင့်တက်စလာကားတစ်စီးထင်းနေတာကိုတွေ့လိုက်ရပါတယ်သူတို့လည်းစိတ်လှုပ်ရှားစွာနဲ့ကားပေါ်တက်ပြီးစမ်းမုံကြည့်ကြတာပေါ့ညီကိုနှစ်ယောက်ကတော့ဒီနေ့မှကန်ထူးသွားခဲ့ပြီးဒီကုန်တင်နာကနေအပူဆောင်အမြောက်ငွေဒေါ်လာ6000လောက်ရရှိသွားခဲ့ပါတယ်ဒါကတော့ပြင်သစ်နိုင်ငံကနေလာတဲ့ကွန်တိန်နာလေးပါတကားဖွင့်လိုက်တာနဲ့တေးသေးသက်သက်ထုတ်ပိုးထားတဲ့ပစ္စည်းတွေအပြည့်ပါပဲဒီအနာကတော့အထုပ်အပိုးလေးရဲ့ပုံစံနဲ့ပစ္စည်းကွဲလွယ်သည်ဆိုတဲ့စာသားတွေကိုကြည့်ပြီးဒါတွေဟာပြင်သစ်ကလာတဲ့အဆင့်မြင့်ပရိဘောဂါတွေဖြစ်မယ်လို့ခံမှတ်လိုက်ပါတယ်အဆင့်မြင့်ပစ္စည်းတွေဆိုတော့ဈေးကလည်းအတော်လေးရမှာပေါ့အာဖရိကန်အမေရိကန်ညီကိုတွေကတော့စလုံးလိုရေးထားတဲ့ဒေတာတွေကိုမြင်တော့ဒါတွေဟာဆယ်မီညက်ဆိုင်သုံးပစ္စည်းတွေဖြစ်လိမ့်မယ်လို့ဈေးတိုင်ရင်ဝယ်တင်တယ်လို့တွေးနေကြပါတယ်တစ်ဖက်မှာတော့အစ္စရေးညီကိုတွေကပြင်သစ်လိုစလုံးဆိုတာအေခံကိုပြောတာလို့တီတိုဆွေးနွေးနေကြပြီးဒါတွေဟာအေခံသုံးပရိဘောဂါတွေထိမှာပါလို့သိနေကြပါတယ်လေလံစာတင်တဲ့ခါမှာအစ္စရေးညီကိုတွေကဒေါ်လာ1000နဲ့စတင်ဖွင့်လိုက်ကြအားလုံးစိတ်လှုပ်ရှားတော့ကြပါတယ်ဂျော်နဲ့သူဂျနီကဒေါ်လာ1000ပေးခဲ့ပေမဲ့ညီကိုနှစ်ယောက်ကဒေါ်လာ1000ချက်ချင်းထပ်တိုးလိုက်ပါတယ်အချိန်နဲ့ဈေးပြိုင်ပေးကြရင်နဲ့ဈေးနှုန်းကဒေါ်လာ1000ကျော်သွားပါတယ်နောက်ဆုံးမှာတော့ဂျော်နိုဇနီးမောင်နှံမှာဒေါ်လာ1000ပေးပြီးဒီလူဝတ်သေးသားကြီးကိုအနိုင်ရသွားခဲ့ပါတယ်ပစ္စည်းတွေကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ပထမဆုံးအနေနဲ့ဒေါ်လာ2500တန်တာရည်ဆိုပါတစ်လုံးကိုတွေ့ရပါတယ်ကွဲလွယ်တဲ့ပစ္စည်းလိုရေးထားတဲ့ဒေတာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဒေါ်လာ9000တန် TV တစ်လုံးကိုတွေ့လိုက်ရပါတယ်ဆက်ရှာကြည့်တဲ့အခါမှာတော့ဒေါ်လာ1500တန်ထမင်းစားပွဲအစုံဒေါ်လာ1000ကနန်းတန်နဲ့တစ်မာဘီတို့နဲ့ဒေါ်လာ6000ကနေ8000အထိရောင်းနိုင်မဲ့ကုတင်တစ်လုံးကိုလည်းတွေ့ရှိခဲ့ပါတယ်ဆိုဖာကြားတဲ့ကိုရှာဖွေကြည့်လိုက်တဲ့အခါမှာတော့အနည်းဆုံးဒေါ်လာ3000တန်နဲ့စိန်နာကတ်တစ်ဖက်ကိုမထိမှတ်ပဲတွေ့လိုက်ရပါသေးတယ်တခြားပစ္စည်းတွေနဲ့အလုံးပေါင်းလိုက်ရင်တော့သူတို့တွေအသားတင်အမြင့်ငွေဒေါ်လာ1000တိတိရရှိသွားခဲ့ပါတယ်